အမီနော်လီနော်အမီတာဝီမာမာလောဖောလူခေစားတဲ့ချောချောမညာလေးနေအဝဲချောသူစားလေးနေညောက်တီဘလဘလာလေးနေတတ်တော့တဲ့မွေစားကမှုဟိုနေခဲလောပဲလီအားလုံးမင်္ဂလာပါချင်းငယ်ကြီးတို့ထမင်းစားပြပြီးထမင်းစားတာဟုတ်ငပီးရေဖြူနေငရုတ်ဒီမို့ဒီမှာတော့ကြက်စဲမြေဒီမှာတော့တုတ်စရာဒီမှာတော့ကြော့ဟုတ်ဆွေဖြူဒီနဲ့ဟုတ်ကြက်စားဒါပဲစီးတယ်စားကြပါဦးချင်းငယ်ကြီးတို့အော်ရတမှုကောဖတို့ချလီကောကဝိမာကမကညောင်းစီလေမဒီမှာချစ်ငယ်ကြီးတို့ဒီတို့ဆရာအကြီးတို့ကငါပြောတယ်ခေါ်လို့မတဘူးဘမလို့နော်နာပင်နဲ့တူတယ်နော်ကြားပြီအဲ့ဒါငါပြောပြတာဒီမှာမတူဘူးနော်ကြည့်လို့စီးရဘမလို့ခေါ်လို့မတဘူးဝိမာဝိကမကလည်းဝိစပွိုင်းဝဲညောင်းစီလေမကမကလည်းချစ်ငယ်ကြီးတို့ပြီးနေလဲပါလဲကျက်စာရိုကျက်ထားမှုချစ်ငယ်ကြီးတို့ရေကျက်စီတော့ကျက်စီအဲ့ဒါအသာချိုမချိုပဲ
လူခေတာဝီမှာဆိုပြောဒီကမကောင်พอมีวิลีดมุดก็บ่โดนใจเยอะดับเลยก็がมอยซุยก็がได้ทอบูดีပဲကြည့်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ် see you next video